အချစ်ကိုဘလို့တတ်မှတ်ကြလဲတချို့ကစံနှုန်းတွေနဲ့တတ်မှတ်တကြတယ်အဲ့ဒါကိုအမှန်လို့တော့မထင်ဘူးဗျရုပ်လာတာတို့ရုပ်ဆိုးတာတို့အရဲရှည်တာတို့အရဲပူတာတို့ပိန်နာတို့ဝါတာတို့ဆိုတာကစံချိန်ပြအချစ်မဟုတ်ငါရဲ့ကောင်လေးငါရဲ့ကောင်မလေးကရုပ်ချောမှအရဲရှည်မှခန္ဓာကိုယ်လှမှရမှဆိုတဲ့လူတွေကိုမေးကြည့်လိုက်ပါသူတို့ချစ်မိတဲ့လူတွေကရောသူတို့ရဲ့စံတင်နဲ့ညီညွတ်ရဲ့လားဆိုတာကိုပေါ့ဒီနေ့တော့ကျွန်တော်ရုပ်ရှင်ကားတကားအကြောင်းကိုပြောပြမယ် Me Before You ဆိုတဲ့2016ကထွက်ခဲ့တဲ့ရုပ်ရှင်ကားတကားပါဘာလို့ကျွန်တော်ဒီရုပ်ရှင်ကားအကြောင်းကိုပြောမှလဲဆိုတော့ခုခေတ်မှာအချစ်ကိုကစားကွက်တစ်ခုအနေနဲ့သာရှုမြင်တတ်ကြတဲ့လူတွေမှန်လားတာကြောင်းပါနာကျင်ရတဲ့အခိုက်အတန့်ကြာရှုံးနေတဲ့အခိုက်အတန့်ရောက်မှကိုတို့အချိန်မှတွေ့လာခဲ့တဲ့တလားလူဝီစာဆိုတဲ့ကောင်မလေးကကျွန်တော်ဝက်စားတွေကိုအမြဲဝစ်ပြီးတော့ရှက်ပပြနေတဲ့ကောင်မလေးတစ်ယောက်ဘလို့အလိုမျိုးနဲ့မှတမတ်တဲ့ပဲနဲ့ခဏအလုပ်ပြုတ်တဲ့လူတစ်ယောက်ပါနောက်ပြီးသူ့မှာတွေ့တိုင်းစိတ်ကူးရင်စကားတွေထက်အကားစားအကြောင်းတွေကိုပဲအမြဲပြောတတ်တဲ့ချစ်သူတွေတစ်ယောက်ရှိပါတယ်အလုပ်ရဖို့အတွက်ကိုအမလျှော်ပဲနဲ့စူးစမ်းလိုက်တာနောက်ဆုံးမှတော့အလုပ်တစ်ခုကိုရခဲ့ပါတယ်ခုချိုးပေါ်မှာနှစ်ကျော်လောက်ထိုင်နေရတဲ့ဝီလီယံဝေးကော်နာဆိုတဲ့ကောင်လေးကိုစောင့်ရှောက်ရမှာပါအသက်20ကျော်တဲ့အထိပြည့်စုံစမတ်ကြနေကြရတဲ့ဝေးအတွက်ကတော့အခုလိုအဖြစ်ဆိုးမျိုးကစိတ်သက်တွေကိုအောက်ဆုံးတိကိုကြားစေခဲ့ပါတယ်။အရာတိုင်းမှာအလုံးမကျဖြစ်နေတဲ့သူ့အတွက်ဘလို့အလိုသမားမျိုးနဲ့မှအဆင်မပြေခဲ့ပါဘူး။နောက်တစ်ခုပဲလှုပ်လို့ရတဲ့သူ့အတွက်ကတော့အသက်ရှင်တန်ရတာပြမမှုတစ်ခုလိုသတ်မှတ်ထားပါတယ်။အာယုံကျွမ်းတဲ့ကြွက်သားထိခိုက်တဲ့ယောဂဖြစ်တာကြောင့်ပြန်လည်ကောင်းတဲ့နိုင်ကြီးကလည်းမရှိတော့ပါဘူး။အဲ့ဒါကြောင့်ပဲဝေးကအေဂျင့်စွာတည်ဆုံခွင့်ကိုရှောက်တာတင်ထားခဲ့တာပါ။လူဝီဇာတရက်ကတော့အဲ့ဒီအဖြစ်တွေကိုမသိခဲ့ပါဘူး။အစကန်ကာလ6လအတွင်းမှာဝေးရဲ့အောင်ဆက်သဘောကျခြင်းကိုခံရဖို့အတွက်လူဝီဇာကအမျိုးမျိုးကိုစူးစမ်းခဲ့ပါတယ်။လူဝီဇာရဲ့တွက်လက်တဲ့ဟန်တွေလှပတဲ့အပြုံးတွေနဲ့သူ့ကိုရိုးသောစာဂရုစိုက်မှုတွေကြောင့်ဝေးကလူဝီဇာပေါ်သဘောကျစပြုလာပါတယ်။သက်စာမရှိတဲ့ရီဇာဟောင်းနဲ့တငယ်ချင်းအရင်ကြီးရဲ့မင်နာတည်င်းကိုလည်းရင်နာနာနဲ့နှထောင်နေရတဲ့ဝေးတယောက်ရဲ့မျက်နှာကိုစင်မကောင်းစွာနဲ့လူဝီဇာတယောက်ကြည့်နေခဲ့ရပါသေးတယ်။ခါတလေကြရင်အချစ်ကိုနားမလည်နိုင်ဘူးလို့ပြောနေကြပေမဲ့ကျွန်တော်တို့အားလုံးလက်ခံထားရမှာကလူတစ်ယောက်ပေါ်တနာမှုကျင်နာမှုသူနဲ့တူရှိနေရရင်ပျော်ရွှင်နေရတယ်ဆိုတာကအချစ်ရဲ့အစပါလူဝီဇာကဝေးပေါ်မတိမတာတိတ်နှုတ်တဲ့တန်ရိုးစင်ရဲ့အစကလည်းတနာမှုကနေပါပဲဝေးတစ်ယောက်သူ့ဘဝကိုအဆုံးသတ်တော့မှာကိုသိတဲ့အချိန်မှာလူဝီဇာကဝေးရဲ့ရှင်သမှုကိုကယ်တင်ဖို့အတွက်ကြိုးစားခဲ့ပါတယ်လောကကြီးနဲ့ပြန်လည်ဆက်သွယ်ပေးခဲ့ပါတယ်ငင်းပြိုင်ပွဲတွေဂီတဖျော်ဖြေပွဲတွေကိုလိုက်ပြပေးခဲ့တယ်ဒါပေမဲ့လူဝီဇာမသိတာကဝေးကသူမနဲ့တူရှိနေရတဲ့အချိန်ကပို့ပြီးတော့ပျော်ရွှင်ရတယ်ဆိုတာပါပဲကျွန်တော်တို့ဝေးဘက်ချမ်းကနေပြီးတော့ပြန်ပြီးကြည့်ရအောင်သူ့ရဲ့ရှင်သန်ရတဲ့အချိန်တို့အတွင်းမှာသူမတိမတာချစ်နေရတဲ့လူဝီဇာအပေါ်ကိုအကောင်းဆုံးဖြစ်စေချင်ပါတယ်မိသားစုအတွက်ဆိုပြီးတော့ကောင်းထဲမှာအမြဲထည့်ထားတဲ့လူဝီဇာကိုလွတ်လပ်စွာပြန်တန်းစေချင်ခဲ့ပါတယ်ဝေးတယောက်သူမလိုဘူးတဲ့အရာတွေကိုလုပ်ပေးခဲ့တယ်ဘဝဆိုတာကဒီလိုမျိုးပါလားဆိုတာကိုသိဖို့အတွက်ဝေးတယောက်သူတက်နိုင်တဲ့ဘက်ကနေပြီးတော့လူဝီဇာအတွက်လုပ်ပေးခဲ့ပါတယ်ခဏတာရေခုန်ချင်းလို့ပြောလို့မရဘဲနဲ့တဦးနဲ့တဦးမတူညီတဲ့ခန္ဓာချက်တွေနဲ့တရုံစင်တွေ့လာတဲ့ဝေးနဲ့လူဝီဇာတို့ကချစ်မိခဲ့ကြပါပြီသူတို့ရဲ့နောက်ဆုံးခရီးစဉ်ညမှာပဲဝေးတယောက်သူ့ဘဝကိုဆုံးသက်တော့မဲ့အကြောင်းကိုလူဝီဇာကိုပြပြခဲ့ပါတယ်သူတလောက်ထိစူးစမ်းခဲ့တာမှပဲဝေးကဘာဖြစ်လို့ဆုံးမချက်ကိုမပြပြနိုင်ရတာလဲဆိုပြီးတော့လူဝီဇာကမေးခဲ့ပါတယ်ကျမရှင်နဲ့အတူတူမြဲရှိနေပေးနိုင်ပါတယ်လို့လည်းပြောခဲ့ပြီးမြဲဝေးကသဘောမတူခဲ့ပါဘူးနောက်ထပ်နှစ်ပေါင်းများစွာကြာရင်မွန်ကျတဲ့နေရာထဲမှာပဲငါ့ကိုပြုစုနေတဲ့လူတစ်ယောက်အဖြစ်မမြင်ချင်ဘူးငါကမင်းကိုလွတ်ရတဲ့လူတစ်ယောက်အမင်းကိုပန်းနေတဲ့ငကလေးတစ်ကောင်ဖြစ်စေချင်ခဲ့တာပါလို့ဖြေခဲ့ပါတယ်နောက်ဆုံးမှာတော့ဝေးကသူ့ရဲ့ချိတ်ခဲ့တဲ့အတိုင်းပဲငြိမ်းချမ်းစွာအနားယူသွားခဲ့ပါတယ်လူဝီဇာကလည်းဝေးဖြစ်စေချင်ခဲ့တဲ့လွတ်လပ်စွာပန်းနေတဲ့လူတစ်ယောက်အဖြစ်ရှင်သန်ခဲ့ပါတယ်ငါ့ဟိုပဲချစ်ကမယ်ငါနားမှာပဲမင်းမြရှိရမယ်ဆိုတာကအချစ်မဟုတ်ပဲနဲ့အတ္တတစ်ခုပါကိုချစ်တဲ့လူကိုအတ္တတွေနဲ့ချုံနှောင်ထားတာမျိုးမဟုတ်ပဲနဲ့လွတ်လပ်စွာပန်းတန်းစေချင်ခဲ့တဲ့ဝေးရဲ့စိတ်တက်ကိုကျွန်တော်တို့အားလုံးအတူယူသွားရမှာပါ